မင်္ဂလာပါရှင်ဒီမလေးလို့ကြောက်လေးတွေဒါကြောက်တွေပဲလေလားသူကဟွာပဲဗာလဲမင်္ဂကခောက်ထားတာ Queen at Gate ပေါ့နော် Queen at Gate ထင်တာပဲ Queen တော့မှတ်မိရဲ့ပါအနောက်ကပါလဲတော့မသိဘူး16လက်မလေးပဲတရား16လက်မလေးပဲ pink ပန်းရောင်လေးပေါ့နော်ပန်းရောင်ဖြော်လေးဆိုတော့တော်တော်ချစ်ဖို့ကောင်းတာရှားရတယ်ပေါ့နော်ဒီကြောက်ရောင်လေးရဲ့အားလေးရှိတယ်နောက်ပြီးတော့ဒီကကျတော့ကြီးဥရောင်ခေါ်လားသူလဲလို့ပဲခေးတော့နည်းနည်းတော့ကြီးရသူလဲနောက်သူ18လောက်ရှိမယ်နော်18လောက်ရှိမယ်ဟို site တွေကတော့အကိတ်တွေပဲနော်ဒီမှာပန်းရောင်လေးဆိုလဲ12လောက်ရှိမယ်ဟုတ်တယ်12ကျော်တယ်ဒါဆို14 15လောက်ရှိမယ်14နော်မှန်လားဟိုပရင်းနေမှန်နေတော့မျက်လုံးနဲ့မှန်တတ်တယ်သူကကြတော့ဘာခေါ်လဲကြီးဥရောင်လားအဲ့လိုရောင်စတီးကရှားပရောင်လေးပဲနော်ရှားပရောင်လေးပဲနောက်ဒီကလေဒီကလည်းစေးကြီးတယ်ဒါလည်းစေးကြီးတယ်သူကကြတော့နည်းနည်းကြီးရနေသေးသွားတာပေါ့နော်သူကကြတော့အဲ့လိုမျိုးချိတ်တွေပါရောင်ထွက်တယ်ဒီလားပါချင်းညာချိတ်ပေါ့လေသူလည်းဈေးတော့များတယ်အဲ့လို100လောက်ဒေါ်လာ100လောက်ရှိတယ်ကြီးအခုပြတဲ့ဟာတွေအကုန်ဈေးကြီးတဲ့ဟာတွေပဲเนาะဈေးဟိုလေ Google ခောက်တာပြောတာမင်းကတော့ဈေးချိုးပဲရောင်းပေးမှာပါအဲ့လို link ပေးလိုက်ပါတယ်ဒီဟာဆိုလဲအဲ့လိုပဲလှတာသူကကြတော့ဟိုအနေတူတယ်ဟိုလေကြားရည်ကြောက်ပုံစံမျိုးနဲ့တူတယ်သူကကြတော့လေသူလဲဘာကိတ်လည်းမသိဘူးကြောက်တယ်ပဲเนาะအကုန်အခုပြသွားတာအကုန်ကြောက်တယ်ပဲဒါကြတော့ဟိုချက်စီဟိုလေချက်စီတိုးနေစိမ့်နဲ့เนาะဒါချက်စီတိုးနေစိမ့်သူကလို့16 second လောက်ရှိတယ်ပေါ့နော်အဲ့ရနေဟိုအနောက်ကို10လောက်တော့ရှိတယ်နော်အဲ့လိုသေးသွားတယ်အဲ့ဒါရှိတယ်ရောင်းဆုံးမှာပဲနော်ဒါကြတော့ဟိုဒါကြတော့တက်ကွက်လေးသူလဲလို့ပဲ14လောက်ကနေ73ကနေဟိုနောက်ကိုသေးသွားတယ်ပေါ့နော်တက်ကွက်ရှိရချက်စီတိုးနေစိမ့်ရှိတယ်ဒါကြတော့မိသွားပြီဘာလည်းမသိဘူးအဲ့ဒါရှိတယ်နောက်ဒီကကျတော့အဲ့လိုဂျိတ်တော့ထွက်တယ်ဗာဂျိတ်တွေလည်းမသိဘူးเนาะဒီမှာကျူးရောင်ရှိတယ်နောက်ပန်းရောင်လေးเนาะဒါလေးရပါမယ်